ဇလန်လေးရဲ့စာမှာတော့ဂျက်စီကာတယောက်ဘဲနဲ့ပြတ်သွားတဲ့တဲ့ရင်ကိုမိုတီကကြားလိုက်ရပါတယ်။အနှစ်နဲ့အလားလားကကြိုက်ခဲ့တဲ့ဂျက်စီကာဟာအခုတော့စင်ငယ်ဖြစ်သွားပြီမို့သွားကြောင်ပါတယ်။ပါဇက်ကနရွက်ကိုတက်ချိတ်သွားအောင်ပြုံးပြနေပေမဲ့ဂျက်စီကာကတော့ကြောင်ကြည့်နေခဲ့ပါတယ်။အဲ့ချိန်မှာပဲရစ်ကလည်းရောက်လာခဲ့ပြီးအရေးကြီးကိစ္စရှိလို့ဆိုကဆွဲခေါ်သွားပြန်ပါတယ်။တနေ့မှာရပ်ပေါင်း200လောက်ကြောင်းမတက်ရပဲရစ်နဲ့ပဲလိုက်နေရတဲ့မိုတီလည်းတင်းလာပါတယ်။ဂျိုးတစ်ခုမှတိုက်ပွဲငယ်လေးတစ်ခုဖြစ်ပွားတာကြောင့်မိနစ်20လောက်ပဲတိုက်ခိုက်ရမယ်ဆိုကရစ်ကခေါ်သွားပါတော့တယ်။မိနစ်20ဆိုပေမဲ့6ရက်ထိကြာသွားခဲ့ပြီးတိုက်ပွဲဟာပြင်းထန်နေပါတယ်။အဆုံးမှာတော့ကျူးကျော်သူတွေကိုလည်းအနိုင်တိုက်ခါဒေသခံတွေပေးတဲ့စုတွေကိုရလာခဲ့ပါတယ်။ဒါပေမဲ့6ရက်လုံးလုံးနေမအိမ်ညမိတ်တိုက်ခိုက်ခဲ့ရပြီးတိမ်မလို့တွေပါဖြစ်ခဲ့ရတာမို့နှစ်ကောင်သားကထိုင်ငိုကြပါတယ်။ဒီတိုင်းဆိုရင်တော့အနားယူဖို့လိုနေပြီဆိုကရစ်ကဂျိုသားမာဆက်တစ်ခုစီကိုခေါ်သွားပါတော့တယ်။ဒီလိုနဲ့ဂျိုသားစပါးမှာနင်းနေခံကြရင်ခေါင်းထဲကအစိတ်တောက်တွေကိုဖယ်ရှားပေးတယ်ဆိုကဝန်ထမ်းတစ်ယောက်ကခေါ်ပါတယ်။အတင်းခေါ်နေတာမို့ဒီဆက်ကိုတော့စမ်းကြည့်မှဖြစ်ပေမဲ့မင်းရဲ့ပုံမှန်တရံကယွန်းစရာကြီးဆိုပြီးရစ်ကစူးငေါက်သွားပါတယ်။ဆက်ထဲကိုဝင်ပြီးထိုင်ခါရှိသေးဆက်ကပေါက်ကွဲသွားပြီးတော့ရစ်တို့လည်းကြောက်စရာပုံစံနဲ့လွန်းစင်လာပါတယ်ရစ်ကတော့သူစောစောကအော်ငေါက်ခဲ့တဲ့ကောင်ကတတ်ဖို့ကြံစီရလို့ထင်နေပြီးအော်ဆဲနေတော့တခြားချိုသားတွေပါဝိုင်းလာပြန်ပါတယ်ဒီလိုပြင်းရင်လွှားရင်းနဲ့ပဲဒါကငရဲလားဘယ်နေရာလဲဆိုကမူတီကတော့ကြောက်နေခဲ့ပါတယ်တွဲကြလာတဲ့အရေးပြားတွေကြောင့်ဒါဟာအစိတ်တောက်တွေဖြစ်နိုင်ပြီးသူတို့ကိုဖယ်ရှားခံခဲ့ရတာပါအဆိုပါဆက်ဟာလူတယောက်ရဲ့မကောင်းတဲ့စိတ်တွေအားလုံးကိုခွဲထုတ်လိုက်ပြီးဖယ်ရှားတာဖြစ်ပါတယ်ခေါင်းထဲမှာဘာမှကောင်းတဲ့စိတ်မှမရှိတော့တဲ့နှစ်ကောင်လည်းလန်းလန်းဆက်ဆက်နဲ့ပြန်ထွက်လာပါတယ်ရစ်ဆိုရင်အစောတုန်းကသူဆူခဲ့တဲ့ဂျိုသားကိုပါနူးနူးညံ့ညံ့ပြန်တောင်းမှန်ဒီထီကိုစိတ်ကောင်းဝင်သွားတာပါအပြန်ခရီးတစ်လျှောက်လုံးလည်းအကောင်းမြတ်တဲ့စိတ်ပဲရှိတော့တာမို့ဘာသချင်းပဲဖွင့်ဖွင့်ကောင်းနေကြီးပြောနေကြပါတယ်ခေါင်းထဲမှာရှိတဲ့ dead side တွေ trauma တွေ depression တွေအားလုံးကိုဖယ်ရှားလိုက်တာကြောင့်စိတ်သိတူတင်တဲ့နှုတ်ပြိုသွားကြတာပါအဲ့လိုဆက်လေးရရင်တော့တလုံးလောက်လိုချင်မိပါတယ်တစ်ဖက်ကအစိတ်တောက်ဖြစ်နေတဲ့ Rick ကလည်းတက်ဆက်တွေကိုတီထွင်ပြီးတော့အပြင်ကဘာကိုဆက်တွယ်နိုင်အောင်စူးစမ်းနေပါတယ်သူတို့ကမကောင်းတဲ့စိတ်တွေဆိုပေမဲ့လည်းမူလခန္ဓာကိုယ်ထဲမှာရှိနေတဲ့လို့ယူဆထားကြတာပါကျောင်းမှာတော့အပန်းကိန်းတစ်ခုရဲ့ဘုံပိုင်းခြေတွေမေးနေပေမဲ့ဘယ်ကျောင်းသားမှမဖြေနိုင်ပါဘူးမိုဒီလည်းမဖြေနိုင်တာမို့ဘုံပိုင်းခြေကဆရာပဲဆိုကအားထားချောင်းပါတယ်ပပပပနဲ့ရှင်ရှင်ပြပြဖြစ်နေတဲ့မိုဒီကြောင့်ဆရာကလည်းစူတော်မစူပဲကျောင်းမှာဆင်းပေးလိုက်ပါတယ်ဒီလိုနဲ့မိုဒီဟာကျောင်းမှာပေါ်ပူလာဖြစ်လာခဲ့ပြီးစိတ်ကောင်းရှိရလို့ကြော်ကြားလာပါတယ်ကျောင်းသားတိုင်းကလည်းမိုဒီကိုချစ်ကြပြီးဂျက်စီကာကပါလာရောပါတယ်မိုဒီကလည်းဂျက်စီကာနဲ့ဆင်ပြေနေပြီမို့ညစာစားဖို့ပါခေါ်နေချိန်ရစ်ကရောက်လာပြန်ပါတယ်မနေ့ကလမ်းလျှောက်သွားရင်လည်းသူ့ဖုန်းထဲကိုအတန်လိုင်းတစ်ခုဝင်လာတဲ့အကြောင်းလာပြောတာပါlocation ကိုချီယာခံကြည့်တော့သူတို့သွားခဲ့တဲ့စပါးကဖြစ်နေပါတယ်အတန်ကိုချဲကြည့်တော့လေသူတို့ရဲ့အတန်တွေပဲဖြစ်နေပြီးသူတို့ကိုပြန်ခေါ်ဖို့အတွက်ဆဲဆိုထားကြတာပါမိုဒီကလည်းအဲ့လိုမကောင်းတဲ့စိတ်တွေကိုဒီတိုင်းထားလိုက်ဖို့နဲ့ဒီဘဝမှာသူတို့အဆင်ပြေနေတဲ့အကြောင်းရှင်းပြပါတယ်ပပပနဲ့အရရတာယာနေရကြောင့်အစိတ်တောက်တွေကိုမိထားဖို့ရအတွက်ရစ်ကိုပြောသွားပါတော့တယ်။ညရောက်တဲ့အခါမှာတော့ဂျက်စီကာနဲ့ထိတ်ချပြီးအပြုံးလွင်နေတဲ့မိုဒီဟာစကားတွေအဆက်မပြတ်ပြောနေပါတယ်။အားလုံးကိုလည်းအကောင့်ဘက်ကတွေးပေးနေပြီးဒဇဆက်ပြောနေတဲ့မိုဒီကြောင့်ဂျက်စီကာလည်းနားချမြင့်ကပ်လာပါတယ်။ဒီလောက်စကားများတဲ့ကောင်ကိုဂျက်စီကာလည်းတီးမခံနိုင်တော့ပဲတခြားလူလေးရှိသေးတယ်ဆိုတာထသွားပါတယ်။တကယ်တော့မိုဒီမှာစိတ်ကောင်းတွေများနေရကြောင်းပပဖြစ်ကစကားတွေများသွားခဲ့တာပါ။ဝန်ကိုတူကန်ဆိုတဲ့မိုဒီကလည်းတခြားတစ်ယောက်ကိုသွားကြောက်ပါတယ်။ကလေးပဲရှိသေးတာမို့အရက်တော့တောက်လို့မရပဲရေတောက်ပြီးမူးနေတဲ့မိုဒီကလည်းတိုကီတွေချွေချပါတယ်စတေစီဆိုတဲ့ကောင်မလေးကိုဖြစ်ချင်တာတွေအားလုံးလုပ်ပေးမယ်ဆိုပြီးအင်ကိုခေါ်လာခဲ့ပါတော့တယ်အင်ကရစ်ကတော့အစိတ်တောက်တွေနဲ့ဆက်သွယ်သွားနိုင်ပြီးဆက်တစ်ခုကိုပါတီထွင်ထားပါတယ်ဗီဒီယိုကောတွေပါပြောနေပြီးတော့အစိတ်တောက်တွေဟာပြင်ဝင်ဖို့အတွက်ဒီဆက်ကိုပြိုင်သူအသုံးပြုရမှာပါမိုဒီကတော့အဲ့ကောင်တွေကိုမလိုအပ်ပဲဒီတိုင်းရှင်တန်ခြင်းပေမဲ့ရစ်ကတော့အတင်းဆွဲခေါ်သွားပါတယ်အပြင်ကတကားကိုတော့စတေစီကိုသာဖွင့်ခိုင်းထားရပြီးရုံရင်ဆန်ခတ်အခြေအနေမှာစတေစီကအထဲကိုရောက်သွားပြီးရစ်တို့ကအပြင်ကိုထွက်သွားပါတယ်တော့အစိတ်တောက်တွေလည်းအပြင်ကိုထွက်လာကြပြီးပြန်လည်ပေါင်းစည်းဖို့ရအတွက်စူးစမ်းကြပါတော့တယ်ဒါတော့အစိတ်တောက်ရစ်ကပြန်လည်ပေါင်းစည်းဖို့စိတ်ကူးမရှိပဲအပြင်ကရစ်ကိုအထဲမှာပိတ်ထားမှာပါဒါကြောင့်အပြန်လည်တိုက်ခိုက်ကြပြီးဖြစ်တည်မှုတွေအတွက်ကာကွယ်ရပါတော့တယ်ဒီလိုနဲ့မိုဒီနှစ်ကောင်လည်းတိုက်ခိုက်ကြသလိုရစ်နှစ်ကောင်ကလည်းပြင်းကြပါတယ်အင်းကရမ်းစရာမရှိအောင်ဖျက်ဆီးတဲ့အချိန်မှာဘက်ကလည်းရောက်လာတာကြောင့်တိုက်ပွဲကိုရပ်လိုက်ရပါတယ်အစိတ်တောက်ရစ်ကတော့ကဘာကြီးတစ်ခုလုံးကိုပါအစိတ်တောက်ဖြစ်အောင်လုပ်ပြမယ်ဆိုတာထွက်သွားပါတော့တယ်မိုဒီကလည်းဒီကိစ္စကိုတားဖို့ရအတွက်ရစ်ကိုပြောပေမဲ့ရစ်ကတော့သူနဲ့မဆိုင်တဲ့အကြောင်းပြောလာပါတယ်လူတွေဟာကပ်ဘေးတွေကြောင့်တေဆုံးရမှာမဟုတ်တရဝါတစ်ခုကန်တစ်ခုတွေထားပြောပါတယ်ဒါကြောင့်မိုဒီလည်းပါချပေးရပြီးဒီကိစ္စကိုအများဆုံးတားဖို့ပြေးကြရပါတော့တယ်အစိတ်တောက်နှစ်ကောင်ကတော့အမြင့်ဆုံးတာဝါတိုင်ပေါ်ကနေအစိတ်တောက်တွေကိုဖြန့်ဝေပါတယ်ကဘာကြီးတစ်ခုလုံးကလည်းမကောင်းတဲ့စိတ်တွေပြန့်နှံ့သွားခဲ့ပြီးပြောင်းဆန်ကုန်ပါတော့တယ်တော့ရစ်တို့လည်းရောက်လာခဲ့ကြပြီးပြန်ပေါင်းစီးဖို့ရအတွက်အကျန်းကြီးကိုတုံးပါတယ်။မိုဒီအစိတ်တောက်ကောင်ကိုဂန်းနဲ့ပစ်ကမပူပေါင်းရင်တက်ပစ်မယ်လုပ်ပါတယ်။တကယ်လည်းဂန်းနဲ့အချက်ပေါင်းများစွာပြစ်နေတာကြောင့်လာရောက်မပူပေါင်းရင်မိုဒီဟာခဏအတွင်းမှာသေတော့မှာပါ။ဒါကြောင့်အစိတ်တောက်ရစ်ကလည်းပူပေါင်းလိုက်ရပြီးအရင်လိုရစ်ခဏကိုယ်တဲကိုဝင်သွားခဲ့ပါတယ်။ဟိုလည်းအစိတ်တောက်တွေအားလုံးကိုဖယ်ရှားပေးလိုက်ပါတယ်။မိုဒီကိုပြန်ပေါင်းပြီးတော့မဲ့ချိန်မှာတော့လက်မခံတော့တဲ့မိုဒီဟာမိုးပြန်ချက်သစင်းနဲ့အတူအဝေးကိုပြေးပါတော့တယ်။
3ဘက်ကြာပြီးတဲ့နောက်မှာတော့နယူးယောက်ကရှယ်ယာကုမ္ပဏီတစ်ခုမှာမိုတီကအလုပ်ရလာပါတယ်စိတ်ထဲမှာဓာတ်ဆိုင်တွေ trauma တွေ depression တွေမရှိတာကြောင့်သူများတွေထက်အလုပ်ကိုပို့လုပ်နိုင်ပါတယ်ခဏတွင်မှာပဲရှယ်ယာတွေအများကြီးကိုဝယ်နိုင်ခဲ့ပြီးအမျက်စွန်းပေါင်းများစွာကိုလည်းရှာနိုင်ခဲ့ပါတယ်တညမှာတော့ဂျက်စီကာထံကဖုန်းဝင်လာခဲ့ပြီးသူလွမ်းနေလို့ပြန်လာခဲ့ပါဆိုကပြောလာပါတယ်မိုတီကလည်း rich ရခံခိုင်းတာမလားဆိုကမေးနေပြီးဂျက်စီကာကတော့ပြန်လာဖို့ကိုသာခေါ်နေပါတယ်အခုချိန်မှာတော့မိုတီကစတေစီနဲ့တူနေခဲ့တာဖြစ်ပြီးအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်နေခဲ့ပါပြီအဲ့တော့ဖုန်းကမချရသေးတာကြောင့်ခဏကြာမှာပဲရုံးနေနဲ့တူရစ်တိုပါရောက်လာခဲ့ပါတယ်နောက်တော့မိုတီရဲ့ဓာတ်ဆိုင်မိုတီကိုပါထိုးတွင်းပေးလိုက်ပြီးအရင်ကလိုပေါ်ကြောင်ကြောင်မိုတီပြန်ဖြစ်သွားခဲ့ပါတယ်ဂျက်စီကာကလည်းမိုတီကိုလုံးဝမချစ်နိုင်တဲ့အကြောင်းနဲ့ရစ်ကိုကူညီပေးတာဖြစ်တဲ့အကြောင်းထည့်ညင်လိုက်ပါတယ်မိုတီကတော့သူနဲ့3ဘက်ကြာအတူနေခဲ့တဲ့စတေစီကိုသူပိုင်ဆိုင်သမျှအားလုံးကိုပေးခဲ့လိုက်ပါတယ်ဒရုန်းတွေကိုပါပေးမဲ့လုပ်နေရမို့ဒရုန်းတွေကစက်ရုပ်လုံးနိုင်တဲ့အကြောင်းရစ်ကထဆဲရပါသေးတယ်ဒီလိုနဲ့ပုံမှန်တိုင်းအရင်ချိန်တွေလိုပြန်ဖြစ်သွားခဲ့ပြီးဂျက်စီကာကလည်းရီးသားဟောင်းနဲ့ပြန်တွဲနေပြီဆိုတာကိုသိလိုက်ရပါတယ်အရင်လို depression တွေဝင်တက်တဲ့မိုတီလည်းစိတ်ညစ်နေတော့မှရစ်ကလာခေါ်ပြန်ပါတယ်ဟိုတယ်ကနေသွားဖို့လုပ်နေတော့ဂျက်စီကာကလှမ်းခေါ်လိုက်ပြီးအရင်ကမိုတီပြန်လာတာဝမ်းသာပါတယ်လို့စကားဆလာပါတယ်ပြန်ပြီးစကားပြောမလို့ရှိသေးရစ်ကအတင်းဆွဲခေါ်သွားတာကြောင့်ပါသွားရပါတော့တယ်ဒီလိုနဲ့ပဲနှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့တာဝါတိုင်းကိုတာဝန်ရှိသူတွေကလာရောက်ပြုပြင်ကြပါတယ်ရစ်တိုရဲ့ဆက်တွေကလည်းထွက်လာခဲ့တာမို့ဖွင့်ကြည့်လိုက်တဲ့အခါမှာစတေစီရဲ့စိတ်တော့ကောင်ကထွက်လာခဲ့ပါတော့တယ်ဒီနေရာလေးမှာပဲဇလန်းလေးဟာပြီးဆုံးသွားပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ family ကိုင်းကဒေဝပါနောက်ထပ်အပိုင်းတွေမှာပြန်တွေ့ပါမယ်ဗျကျွန်တော်လက်ရှိဖွင့်နေတဲ့သင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးခြင်းပါတယ်။ယနေ့ခေတ်မှာက passive income တစ်ခုခုရှိမနေဘူးဆိုရင်ရက်တည်ဖို့ခဲရင်ပါတယ်။ passive income ဆိုတာကတော့အလုပ်တွေအများကြီးလုပ်နေစရာမလိုပဲအိတ်နေရင်တောင်ငွေဝင်တာမျိုးကိုဆိုလိုတာပါ။အခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာကလွယ်ကူလာပါတယ်။ personal branding မဲ့ထောင်မလား video editing မဲ့လုပ်မလားကျွန်တော်တို့ကိုဝါသနာပါတဲ့ recap လေးတွေကို copyright လွတ်အောင် YouTube ကနေ income တစ်ခုရအောင်ရှာမလားအဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့သင်တန်းလေးကအချိုးပြပါလိမ့်မယ်။ဘာတွေသင်မလဲဘာတွေ shareလုပ်ပေးမလဲဆိုရင်တော့အဓိက recap editing နည်းကိုပါကျွန်တော်သင်တန်းကိုလာ join တဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကျောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ချင်လို့ YouTube ကနေငွေရှာချင်လို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့ကြည့်ရေးသွန် edit ဆိုတဲ့၄ချက်ကိုပိုင်နိုင်အောင်ဗီဒီယိုနဲ့တကွရှင်းပြထားတဲ့အပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် script ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကိုကိုင်တွယ်နည်းတွေကို lifetime plan နဲ့သင်ပေးမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram user name လေးကို hide လိုက်ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ကျပ်ပဲကြားတင်ပါမယ်လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေဆိုရင်တော့10% short သေးပေးမှာပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတယောက်ကလာ join ဖို့ကူညီပေးမယ်ဆိုရင်တော့30% ထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ lifetime ဖြစ်တာမို့ကျောင်းတစ်ဖက်နဲ့မအားရင်တော့အားတဲ့အချိန်မှာလေ့လာလို့ရမှာပါအဲ့တော့ခုအတွက်တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင်ရင်တော့အခုပဲဆက်သွယ်လိုက်ပါ